အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Where Was Smith Game ကိုစဆော့တဲ့သူတွေအတွက်မြေပုံဘလို့ဖွင့်လဲဆိုတာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ M ကိုနှိပ်ပြီး mini map ကိုဖွင့်ပါပြီးတော့အခုပြထားသလိုကိုဖွင့်ချင်တဲ့မြေပုံကမြေပုံပုံစံနာကလူနာသွားပြီးစကားပြောပြီးမြေပုံဖွင့်ရမှာပါကဲဒါဆိုတူတူလုပ်ကြည့်ကြရအောင်ကိုမှတ်ထားတဲ့နေရာနာအရင်ရအောင်သွားလိုက်မယ်ရောက်တာနဲ့အဲ့လူနာစကားပြောလိုက်မယ်天涯咫尺，天涯咫尺，天涯咫尺。天， ကဲဒါဆိုမောင်နေတဲ့မြေပုံလေးလင်းသွားပါပြီအားလုံးအတွက်အကျိုးတစုံတရာရရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့တာပေါ့အားလုံးတည်းကြိုက်ကြံ